ကိုယ့်ရဲ့နားကပခံတဲ့ frequency တွေရှိတယ်ဥပမာအရန်ဆူညံလာတဲ့အချိန်မျိုးပေါ့နော်အဲ့လိုမျိုးအချိန်မှာလုံးဝဆက်ပြီးမသွားမှလည်းတယ်လုံးဝခဏကို rest လုပ်လိုက်ကြHello ဒီနေ့ AES မြန်မာနဲ့ဒီ Iron Cross ကဆရာချင်းနဲ့ပေါင်းပြီးတော့ဗောနော် Sirona Hotel မှာဆရာချစ်ခဲ့တဲ့ဒီ Mid Mastering Class တခုရှိရဗောနော်အဲ့ပွဲလေးကိုကျွန်တော်ဖိတ်ထားကြအောင်မလို့ကျွန်တော်အဲ့ပွဲလေးနဲ့ကျွန်တော်သွားမယ်ဗောနော်ဆိုတော့ဆရာချစ်ကနေပွဲလေးမှာဒီ Mid Mastering နဲ့ပတ်သက်တဲ့ pros and cons တွေဘာတွေပြောသွားမလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ပါဦးဗျာဆိုတော့ let's go ဗျာကျွန်တော်တို့ mixing လုပ်မယ်ဆိုရင်ပထမဆုံးစိတ်နေစိတ်ထားလေးကိုကျွန်တော်ပြောချင်တယ်နော်စိတ်နေစိတ်က mixing ဆွဲရဲဆိုတာကိုအဲ့အချိန်မှာကိုကဆရာကြီးသွားလို့မရဘူးကျွန်တော်ဆိုရင်အဲ့လိုမျိုးဘယ်လောက်ပဲကိုကျွန်တော်ရဲ့တယောက်တည်းစိတ်ထားဆိုရင်တော့ခုတက်ဘယ်လောက်ပဲဟိုဘယ်လိုလဲဒီလိုမျိုး knowledge မရှိတဲ့လူပေးမယ်လေကျွန်တော်သူ့ကိုအများနဲ့ဦးစားပေးတယ်ကျွန်တော်အားလုံးလုပ်ပြီးရင်ကဲမင်းဘာလို့သေးလဲဘာလုပ်ချင်လဲကျွန်တော်အများနဲ့မိတယ်ဒါပေမဲ့အဲ့အချိန်မှာ तू ပြောတာတွေကိုကျွန်တော်တို့ကရေရဲဝုန်းဝုန်းကျွန်တော်ပြန်ပြီးတော့အဖြေပေးနိုင်မှာပေါ့နော်ဖြစ်နိုင်ခြေရှိတယ်မဖြစ်နိုင်ခြေရှိတယ်အဲ့ဒါမျိုးကိုပြန်ရှင်းပြပြီးတော့ဒါပေမဲ့သူ့ကို respect ပေးရမယ်ဘာလို့ဆိုတော့ तू ကကိုယ့်ကိုလာအလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါတွေကို mixing သမားတွေကအရင်ကြီးကြည့်တယ်နောက်တော့ကိုကြိုက်တယ်ထင်ပြီးတော့ကိုအဲ့လိုမျိုးအရင်လောက်ထားတဲ့စာရင်ညှိနိုင်နဲ့ဒီကောင်လောက်ပါမယ်ဖြစ်တယ်ဒီကောင်ကတင်းwork နဲ့သွားတဲ့ပုံစံဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ PTA ကအဲ့မှာချိန်ထားတဲ့အတိုင်းနော်ကျွန်တော်ဒီကောင်လေးကိုကြိုက်တယ်ဒီဟိုပါပေါ့နော် SSL ဒီကောင်က high ကိုပဲ compress လုပ်ပြီးတာကျွန်တော် expander နဲ့တော့မယ်ကျွန်တော်ဟို snare တော့ကောင်းဟိုတော့ကောင်းကျွန်တော် expander နဲ့တော့ဒါဒီကကျွန်တော် different ဖန်တဲ့ခါကျတော့ကျွန်တော်နိုင်ငံရဲ့အားလက်ချက်ကအခန်းပေါ့နော် from အခန်းကသူတို့လိုသိကြတယ်ဒီဆောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်က room တွေတော့ကျွန်တော်တုံးတယ်ပြီးတော့မှကျွန်တော် room ကိုဘယ်လောက် percentage ထည့်ရမလဲဆိုတာကျွန်တော်ပြောပါနော်ဒီနေ့အစီအစဉ်ကတော့ခုပေါ့နော်ဒါကြွားရောက်လာတဲ့ passion audio engineering passion နဲ့ဖြစ်တဲ့ဒီကိုကဆရာချစ်ကိုဒီ question and answer ပေါ့ဒီ mixing mastering နဲ့ပတ်သက်ပြီးတော့မေးချင်တဲ့ဒီကိုကြုံတွေ့နေရတဲ့ဟာတွေမသိချင်တဲ့ဟာတွေကိုမေးဖြေလို့ပါဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့နားကပခံတဲ့ frequency တွေရှိတယ်အဲ့ဥပမာအဲ့အရန်ဆူညံလာတဲ့အချိန်မျိုးပေါ့နော်အဲ့လိုမျိုးလေဒီကခံစားဖို့မှာပဲနော်အဲ့လိုမျိုးအချိန်မှာလုံးဝဆက်ပြီးမသွားမှလည်းပဲလုံးဝခဏကို rest လုပ်လိုက်ကြအဓိကကိုယ့်ရဲ့ဟို frequency တွေက instrument တွေကရောနေနေမှာနားထဲမှာရောတဲ့အချိန်မှာလုံးထွေးပြီးတော့ငါဘယ်ကနေစပြီးတော့လုပ်အောင်လဲဆိုတာနဲ့အဲ့လိုမျိုးသွားမယ်ပြီးတော့ကိုယ့်ရဲ့နောက်ကဟို artist တွေပေါ့နော် musician တွေပါရှိတယ်သူတို့ကလည်းဒီပေါ်ပဲတော်လို့တက်လို့ပဲသူတို့ဒီလိုမျိုးလာလောက်ကြတာပဲနော်အားလုံးကအထိုက်လောက်နားလေကြတယ်နားလေလူပဲဒီလိုဟိုသားဆိုအားလုံးကဟိုကိုဘေးနားမှာဆရာကြီးတွေပဲတကယ်တော့မှန်တယ်တခါလေသမားကဟိုဒီတစ်ချက်လောက်ရတော့မယ်ဆိုပြီးတော့ဒီမှာစိတ်ညစ်ပြီးတော့ဒိတ်တွေကိုရွှေ့တဲ့အချိန်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့လိုမျိုးတွေကကြုံမှုမှာဘာလို့ဆိုတော့ကိုယ့်ရဲ့ဒီ news တစ်ခုပဲမဟုတ်ပဲနဲ့သူကဘေးနားနေပြီးတော့ကိုယ့်ကိုလာပြီး pressure ပေးမဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ကြောင့်လို့ကျွန်တော် engineer တွေလုပ်တဲ့အခါကျတော့ကျွန်တော်စိတ်ကိုကျွန်တော်တို့ကစေတနာအဓိကစေတနာထားမှာပေါ့ပြီးတော့သူတို့ရဲ့ကျွန်တော်ပြောချင်တာတော့သူတို့ဘာမှမပြောခင်မှာမင်းတို့ဘာလုပ်ချင်လဲဆိုတာသူတို့မှလည်းပြောချင်တဲ့ချက်လက်တွေရှိတယ်လေအဲ့ဒီမှာကကိုယ့်ကိုယုံကြည်မှုနဲ့ကိုကဥဆောင်လုပ်သွားဖို့အရေးကြီးတယ်ဥဆောင်လုပ်သွားပြီးတော့ကိုယ်နားထဲမှာမခံနိုင်တော့ဘူးဆိုတော့ခဏရက်လိုက်တဲ့အချိန်မှာနားကလုံးဝ reset ချသွားပြီဆိုရင်ပြန်နားထောင်ရင်အမှလုံးဝတက်တက်ကိုပဲပြန်ကြားလိုက်မယ်ဘာတွေမှမလဲဆိုတော့ကျွန်တော် business တဲ့အခါအမြဲတမ်းနောက်တယ်ကိုဝိုင်းဆိုရင်ညီလေးကိုလေးလုပ်ပြပါအောင်ဒီဟာလေးလုပ်ပြပါလုပ်တယ်အရင် okay ပါအခုခဏအပေါ်သွားလာမယ်ဆိုအိမ်သားတွေကနေပြန်ထွက်လာတော့သူဟာမဟုတ်တော့ဘူးလေခုနကလိုပဲပြန်ထားပေးပါလေအဲ့လိုမျိုးရှိရင်လူတွေက site ကိုလည်း site တယ်နောက်တော့အဲ့လိုနားဟို rest မလုပ်ဘူးဆိုရင်မရဘူးကျွန်တော်ဥပမာအဲ့ကြောင့်အရင်အကျယ်မလုပ်နဲ့လို့ကျွန်တော်ပြောတာလေကျွန်တော်ငယ်ငယ်တော့ကျွန်တော်ဟိုကျွန်တော် CI တွေရှိ engineer ရှိဟိုကျွန်တော်လည်းအဲ့ဟိုနားသိမ့်မနားမလဲပေါ့နော်
အပြင်ကနေကြားနေရတယ်သူတို့ drum ချိန်တာတွေထုံနေအရန်သဘောကျအထဲထဲသွားတော့ဒါပေမဲ့သူတို့ကတော့နားကြီးဝါနေတာပေါ့နော်ဒါပေမဲ့ကိုနားကိုကိုကလည်း healthy ဖြစ်အောင်လေတန်နေ reduce လုပ်တာတော့ကောင်းတော့ ကျေးဇူးပါဆရာ